မောင်လေးပြုံးမယ်မောင်လေးတို့နေရာပြုံးမယ် YouTube ပေါ်ရောက်ပါတော့ကလေးလေးပြုံးမယ်အတီးလာတယ်နော်အတီးလာတယ်လာတယ် ခဏကလေးချုပ်ခဲ့ပြီနော်ကတော့ပြုလို့ရှေ့မှာဦးတန်းနိုင်အောင်ဆောက်တယ်နော်ဦးကတော့တစ်ချက်ကြည့်နေ ငလီဟွာလေးလှည့်ပြီးကြိုင်နော်ဒီဘက်ကိုပန်းလာโอเคဟုတ်တယ်လာတယ်တကယ်လားပြုံးငလီပြုံးရှင်းပြလေးပဲနော်ကလေးပြုံးမယ်နော်ဒီလားတကိုးရှိန်ဆိုအာလူတော်တို့ကြောင့်လူနဲ့တယ်မှာတတ်တော်ပေါင်းလို့ဒုက္ခကိုစိတ်နေပြချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်သတည်းဒါပါမင်္ဂလံအလုံးစုံသောကောင်းကျယ်စည်းပွားကြီးပွားတိုးတက်ကြောင်းမင်္ဂလာအပေါင်းမင်္ဂလာမောင်မျိုးတွေကတော့ကျွန်တော်တို့ကကျွန်တော်နေတာခါတောင်ပရိုဂရမ်စေပေးမှာဖြစ်ပါတော့ကြည်မင်္ဂလာဝေဒီအောင်ပါThank you.